နေ့စဉ်လူရောက်100ကျော်လောက်ကိုဖမ်းဆီးတဲ့ဂျပန်နိုင်ငံကနတ်ဆိုးတစ်တော်ကြီးမင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်တစ်တော်တွေဆိုတာစိမ့်လန်းဆိုပြီးလှပနေတတ်တာကြောင့်လူတွေအတွက်အပန်းပြေစရာနေရာတစ်ခုဖြစ်တတ်တယ်လို့တခါတလေမှလည်းကြောက်မက်ဖွယ်နတ်ဆိုးနေရာတွေဖြစ်နေတတ်ပါတယ်ဥပမာတစ်တော်ကြီးတစ်ခုလုံးကလူသက်တွေကိုနှုတ်ယူနေတဲ့နေရာမျိုးဖြစ်နေတတ်တာပါဒီလိုတစ်တော်မျိုးကကမ္ဘာနိုင်ငံတိုင်းလူလုံးမှာရှိတတ်ပေမဲ့ဂျပန်နိုင်ငံကအာအိုကီဂါဟာရာတစ်တော်ကတော့ကမ္ဘာနာမည်ကြီးတိမ်မင်းတမန်နတ်ဆိုးတစ်တော်ကြီးတစ်ခုဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။အကြောင်းရင်းကတော့အာအိုကီဂါဟာရာတစ်တော်ကနာမည်လေးလှသလောက်လူအသက်ပေါင်းများစွာကိုနှုတ်ယူနေလို့ပါ။တစ်နှစ်ကိုပြန်မြလူအယောက်100လောက်ကအာအိုကီဂါဟာရာတစ်တော်ထဲမှာကိုအဆုံးစီရင်သေဆုံးခဲ့ကြတာပါ။အဆိုပါ Suicide Forest ထဲကိုတွားရောက်လဲပတ်မိသူတိုင်းကတက်သေးခြင်းစိတ်တွေပေါက်တယ်လို့လည်းပြောကြသလိုတက်သေးခြင်းသူတွေကပဲ Suicide Forest ကိုလာရောက်ပြီးတက်သေးသွားကြတယ်လို့လည်းယူဆပြောဆိုချက်တွေရှိကြပါတယ်။တခါတလေမှာ Suicide Forest ထဲကိုလာရောက်လိုက်ပြီးဆိုတာနဲ့ဖဲကြိုးပြားတွေနဲ့လူအဝတ်စားအသုံးဆောင်ပစ္စည်းတွေကိုအစုလိုက်အပုံလိုက်မြင်တွေ့ရတတ်ပါတယ်။ဒါတွေကဒီတစ်တော်ထဲမှာမတက်သေးခင်လူတချို့ကသူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေထားခဲ့တာလည်းဖြစ်နိုင်တယ်လို့ဖဲကြိုးပြားတွေကလည်းအမှတ်သားအနေနဲ့ထားရှိခဲ့ကြတယ်လို့ယူဆချက်တွေရှိနေရပါဘယ်လိုမျိုးယူဆချက်တွေနဲ့ပဲဒီဖဲပြားကျိုးတွေအဝတ်စားတွေကိုထားခဲ့တယ်ပဲပြောအဲ့ဒီပစ္စည်းတွေရဲ့အစုံမှာလူသိလောင်းတစ်လောင်းကတော့ကျင်းသေးရှိနေတတ်တာပါဘာကြောင့်အာအိုကီဂါဟာရာတစ်တော်လို့ခေါ်တဲ့ Suicide Forest တစ်တော်မှာအခုလိုမျိုးတက်သိမ်မှုတွေဖြစ်ပေါ်နေလဲဆိုတာပညာရှင်တွေကတိုင်ပင်အဖြေထုတ်ကြည့်ကြတဲ့အခါအာအိုကီဂါဟာရာတစ်တော်အမည်တွေကတန်လိုက်တက်တွေပါဝင်နေတယ်ဆိုတာကိုသိခဲ့ကြတယ်ဒါကြောင့်ဒီတန်လိုက်တက်တွေကပဲမကောင်းတဲ့စွမ်းအားတွေကိုမြင့်တင်ပေးပြီးမကောင်းတာတွေလှုပ်ဆောင်မှုဖိအားပေးတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။တချို့ကတော့မမြင်ရတဲ့အရာတစ်ခုကနေဒီသတော်ရဲရောက်ပြီးသားလူတွေကိုပြန်ထွက်မသွားရအောင်လှုပ်ဆောင်ထားတယ်လို့လည်းယူဆကြတာပါ။ဂျပန်အစိုးရဘက်ကအာအိုကီဂါဟာရာတစ်တော်ကနေနောက်ဆက်တွဲတပ်သိမ်းမှုတွေမဖြစ်ရလေအောင်သတိပေးစာရင်းတွေလည်းထုတ်ပြန်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့ကိုအဆုံးစီရင်ခြင်းစိတ်ပြင်းပြနေတဲ့သူတွေကတော့တပ်သိမ်းမြဲတပ်သိမ်းဆဲဖြစ်တယ်လို့ဒီစာရင်းတွေကြောင့်ပဲပိုလူတော်မှတက်သိခြင်းစိတ်တွေဖြစ်လာတယ်လို့သိရပါတယ်။ဒါကြောင့်အာဝိုကီဂါဟာရာတစ်တော်ထဲမှာနှစ်စဉ်လူပေါင်း100ကျော်ရဲ့အလောင်းတွေကိုရှင်းထုတ်နေရတဲ့အကြောင်းစက်သိမ်းထားစရာအကြောင်းအရာတွေရှိနေရဖြစ်ပါတယ်။ Suicide Forest ကမကောင်းမှုတွေကိုအားပေးတဲ့စွမ်းအင်တစ်မျိုးရှိတယ်လို့ရာဇဝင်တွေကပြောကြပါတယ်။20ရာစုမတိုင်ခင်ကဒီတော်အုပ်မှာကြောက်မက်ဖွယ်အတိတ်ဆိုတွေရှိခဲ့တာပါ။အဲ့ဒီတရားမှာအမြင့်သာဆုံးဥပမာတစ်ခုကတော့1800ပြည့်နှစ်အလွန်တော့မိသားစုတွေမှာရှိခဲ့တဲ့ထူးဆန်းတဲ့ဒီနေ့တစ်ခုပါအဲ့ဒါကတော့မိသားစုတွေကတက်ကြီးရွယ်ဦးတွေကိုဂုံတိတ်ခါရှိတည်ဆုံးနိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့ Suicide Forest တွေကိုခေါ်သွားပြီးစွန့်ပစ်ထားတဲ့အလေးထားပါဒီလိုမျိုးလူမဆန်တဲ့လုပ်ရကြောင်းပဲ Suicide Forest မှာမကောင်းတဲ့စွမ်းအင်တွေအစပြိုးလာတာဖြစ်နိုင်တယ်လို့လည်းယူဆချက်တွေရှိနေရဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောဂျပန်နိုင်ငံကနတ်ဆိုးတော်တနည်းအားဖြင့်အာအိုကီဂါဟာရာဆိုတဲ့တိမ်မင်းတမန်တော်နဲ့ပတ်သက်ပြီးတော့အမြင်လေးတွေကိုကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်နော်